ယောက်ျားလေးတော်များများက office လမ်းစာရေးဝတ်မှာဒါမှမဟုတ် trend ဖြစ်နေတဲ့ local brand တွေဈေးကြီးပို့ရတဲ့ international brand တွေကိုလိုက်ဝတ်နိုင်မှာ style ကြရလို့ထင်နေကြတော့ပဲဒါပေမဲ့လူများကြားမှာ smart ကြပြီး confidence နဲ့ပုံပေါက်နေစေဖို့ပေါ်လွင်နေဖို့ဆိုတာဈေးကြီးရဲ့ဝတ်စားတွေ brand တွေကိုမလိုအပ်ပါဘူးအဓိကလိုအပ်တာကအဝတ်စားတွေကို style ကြအောင်ဘယ်လိုဝတ်ဆင်ရမလဲဆိုတာနဲ့မင်းခဏကိုနဲ့ fit ဖြစ်မဲ့ outfit တွေကိုရွေးချယ်တတ်ဖို့ပဲလိုအပ်တာပါအဲဒါကြောင့်ဒီ video မှာတော့ဈေးကြီးရဲ့ဝတ်စားတွေမှာပတ်စံနေအများကြီးသုံးနေကြရမလို့ပဲရိုးရှင်းတဲ့ဝတ်စားတွေကိုပဲသုံးပြီးတော့ဘယ်လို style ကြအောင်ဝတ်ဆင်ရမလဲဆိုတာနဲ့ဘယ်လို color တွေကိုတွက်ဖက်ပြီးဝတ်ဆင်ရင်ပိုပြီး fashion ကြမလဲဆိုတာတွေကိုအစိမ့်နေစေနဲ့ရှင်းပြပေးသွားမယ်အကယ်၍မင်းသာဒီချက်တွေကိုကောင်းကောင်းနားလည်သွားမယ်ဆိုရင်ရိုး t-shirt တွေကိုသုံးပြီးတော့ style ကြတဲ့ outfit တစ်ခုဝတ်ဆင်တက်လာလိမ့်မယ်အဆင့်1ရိုးရှင်းရှင်းဝတ်ဆင်ပါမင်း style ကြပြီးယောက်ျားဆန်နဲ့ masculine vibe ကိုရချင်နေဆိုရင်တော့အယောင်တောက်တွေနဲ့ကာတွန်းရုပ်ပုံတွေပါတဲ့အင်ကြီးကိုရှောင်းလိုက်ပါအဲ့ဒါမင်းကိုကလေးဆန်စေပြီးတော့တန်ရှင်းတက်ရက်ပြီးယောက်ျားပီတာရဲ့ခန်းစားချက်မျိုးကိုပေးစွမ်းနိုင်မှာမဟုတ်ပါဘူးအဲ့ဒီအစားမင်းခန္ဓာကိုယ်နဲ့အောင်ကွင်ကြဖြစ်မဲ့ body fit tee တွေနဲ့ plain t-shirt တွေကိုဒါဝတ်ဆင်လိုက်ပါကာတွန်းရုပ်ပုံကြီးနဲ့ပေါပွားကြီးဖြစ်နေတဲ့ဟူရီဆန်းဆန်းပြပြကြီးဝတ်နေရတဲ့မင်းခဏကိုနဲ့ fit ဖြစ်နေမဲ့အနက်ရောင် t-shirt အလို့တစ်ထည်ကတာမင်းကိုဆယ်စားမကပိုပြီးကြီးကောင်းစေပါလိမ့်မယ်အင်ကြီးအရောင်ရွေးချယ်တဲ့အခါမှာလည်းအနက်အဖြူမီကိုနက်ပြကော်ဖီနူးရောင်နဲ့တန်လူစီရောင်လိုမျိုးရိုးရှင်းပြီးတော့အရောင်ငိမ့်နဲ့ natural shade color တွေကိုပဲရွေးချယ်ပေးပါမင်းဝတ်ထားတဲ့ဝတ်စားကြီးကအရောင်ရမ်းတောက်လို့နေရဒါမှမဟုတ်မင်းဝတ်ထားတဲ့ outfit တွေကလူများကြားမှာရမ်းပေါ်လွင်ပြီးတော့ရှုပ်ကြီးဖြစ်နေရင်အဲ့ဒါကိုအရင်ပြင်လိုက်ပါဘာလို့လဲဆိုတော့ style ကြရဆိုတာမင်းဝတ်ထားတဲ့ဝတ်စားကြောင့်ပဲလူများကမင်းကိုတတိထားမိလာမျိုးမဟုတ်ပါဘူးမင်းခန္ဓာကိုယ်နဲ့မင်းဝတ်ထားတဲ့ဝတ်စားတွေကဘယ်လောက်လိုက်ဖက်ညီလဲဆိုတာနဲ့လူရဲ့အမြင်အာရုံမှာမင်းကတော်တော်လေးကိုကြည်ကောင်းနေတယ်လို့ခံစားစေရမှာဒါအောင် style ကြရလို့ခေါ်ရမှာပါအဝတ်အစားဝတ်ဆင်တဲ့အခါမျိုးတွေမှာလည်းမင်းခန္ဓာကိုယ်နဲ့လိုက်ဖက်ညီအောင်ဝတ်ဆင်ပါမင်းကရိုးရှင်း t-shirt တွေဝတ်ထားရင်တော့မှမင်းရဲ့ t-shirt ကမင်းခန္ဓာကိုယ်နဲ့ fit ဖြစ်နေမယ်ဆိုရင်မင်းကို premium standard vibe မျိုးပေးစွမ်းနိုင်ပါတယ်အဆင့်2 style ကြတဲ့အဝတ် video တစ်ခုတိစောက်ခြင်းမင်းကိုအများကြီးကြည်ကောင်းနေစေမယ် classic fashion တွေကိုတွဲဖက်ဝတ်ဆင်နိုင်ဖို့မင်းရဲ့အဝတ် video တစ်စင်ချင်းတူတူတိစောက်သွားကြရအောင်အဆင့်3 simple t-shirt ရိုးရှင်းတာလေးပဲစလိုက်ကြရအောင်မင်းမှာအခြေခံ t-shirt နှစ်ထည်ရှိဖို့လိုအပ်ပါတယ်အဲ့ဒါတော့အမဲတစ်ထည်နဲ့အဖြူတစ်ထည်ပါအဲ့ဒီရောင်နှစ်မျိုးကဘလို့ outfit နဲ့မဆိုလိုက်ဖက်တဲ့အတွက်မင်းကိုတက်ပြတ်ပြီး smart ကြတဲ့ပုံစံပေါက်စီပါလိမ့်မယ်ပြီးတော့ shirt အင်ကြီးလက်ရှိနှစ်ထည်လိုအပ်ပါမယ်တစ်ခုကပြောင်းနောက်တစ်ခုကအကွက်ကွက်တွေပါတဲ့ strip shirt တွေပါအဲ့ဒီအင်ကြီးကပို့ပို့ပါ casual ဝတ်ချင်ပဲဖြစ်ဖြစ်ပွဲတက်တဲ့အခါမျိုးတွေမှာဝတ်ရင်လည်းတော်တော်လေးကိုအဆင်ပြေပါတယ်ပိုပြီး fashion ကျသွားအောင် t-shirt တွေပေါ်ကနေထပ်ပြီးတော့လည်းဝတ်လို့ရပါသေးတယ်အဆင့်2 jean pants မင်းအနေနဲ့ဂျင်းမောင်းမီနှစ်ထည်ပဲလိုအပ်ပါတယ်တစ်ထည်ကတော့အပြာရင်းရောင်ဖြစ်ပြီးတော့နောက်တစ်ထည်ကတော့အမဲရောင်ပါအဲ့ဒီဘောင်းမီနှစ်ထည်ကဘလို့အင်မျိုးနဲ့မဆိုလိုက်ဖက်တဲ့အတွက်ခုနအပေါ်မှာပြပြခဲ့တဲ့ t-shirt ဖြူနဲ့အမဲနဲ့ထည်လုံးနဲ့တွဲဖက်ပြီးတော့ဝတ်ဆင်လို့ရပါတယ်ပိုပြီး style ကြပြီး premium look မျိုးလိုချင်တယ်ဆိုရင်တော့ line မှာတော်တော်လေး trend ဖြစ်နေတဲ့ trouser pant တွေကိုဝယ်ဝတ်ပါအဲ့ဒီအခုတော်တော်လေးခက်စားနေပြီးတော့ body fit tee Henry shirt တွေနဲ့တွဲဖက်ဝတ်ဆင်လိုက်တဲ့အခါမင်းပေါ်ပေါ်နဲ့ premium standard vibe မျိုးကိုအပြည့်ပေးနိုင်ပါတယ်အဆင့်3အပေါ်ထက်အင်ကြီးဂျက်ကတ်တို့ကုတ်တို့လိုမျိုးအင်ကြီးကိုအပေါ်နေထပ်ဝစ်လိုက်တာဟာမင်းရဲ့ outfit ကိုချက်ချင်းဆိုသလိုပို့ပြီးတော့ style ကျသွားစေပြီး expensive look မျိုးလည်းရရှိစေပါတယ်အမဲရောင်တမို့အညိုရောင်လိုလဲဒါဂျက်ကတ်တစ်ထည်လောက်ဝယ်ထားပေးပါအဲ့ဒါမင်းကိုကိုယုံကြည်မှုပိုရှိစေပြီးတော့ outfit တိုင်းနဲ့လည်းလိုက်ဖက်နေစေလိမ့်မယ်ပြီးတော့အနက်ရောင်မီးကိုရောင်ဒါမှမဟုတ်နှက်ပြရောင်လိုမျိုးလောင်းကုတ်တစ်ထည်လောက်ဝယ်ထားလိုက်ပါအဲ့ဒါမင်းရဲ့ပုံစံကိုတည်ရင်တဲ့ပုံပေါက်စေပြီးတော့ smart ကျစေတဲ့အပြင် omni vibe မျိုးပါရရှိစေလိမ့်မယ်အဆင့်4ဖက်နက်ပြီးပြည့်စုံတဲ့ office တစ်ခုတိစောက်ဖို့ဆိုရင်ဖက်နက်ကလည်းတော်တော်လေးကိုအရေးပါပါတယ်ဒါပေမဲ့မင်းအနေနဲ့ sneaker တွေ shoe တွေကိုအများကြီးဝင်နေစရာမလိုပါဘူးအဖြူရောင် sneaker တရံနဲ့အလက်ရောင် boost တရံရှိရင်လုံလောက်ပါပြီအဲ့ဒီဖက်နက်တွေကဘလို့ office မျိုးနဲ့မဆိုလိုက်ဖက်ပြီးတော့ပေါ်ကပြောပြခဲ့တဲ့ trouser pant နဲ့ boot ဖက်နက်ကတော်တော်လေးကိုလိုက်ဖက်ပါတယ်ဒါပေမဲ့အရေးကြီးဆုံးမှတ်ထားမှာဖက်နက်တွေကိုအများနဲ့တက်ရှင်းပြောင်းလဲနေအောင်ထားဖို့ပါပဲမင်းရဲ့ဖက်နက်တွေကညစ်ပတ်နေရင်မင်း office ကလမ်းနေရင်တော့လူရဲ့အမြင်မှာလုံးဝပေါ်လွင်နေမှာမဟုတ်ဘူးအဆင့်က accessory ငကတ်တွေဆွဲကြိုးတွေလက်ပတ်တွေလိုမျိုး accessory ကိုရှုပ်ရှက်ကြီးဝင်နေစရာမလိုပါဘူးရိုးရှိရှိနဲ့ smart ကျနေဖို့ပဲလိုအပ်ပါတယ်လေတာကျိုးနာကြီးတောင်းမို့ saber bracelet လေးကိုဝတ်ဆင်ပါပိုပြီးပြည့်စုံတော့အောင်လေတာကပတ်ကိုပါထပ်ပေါင်းပြီးဝတ်ဆင်ပေးလိုက်ပါဒီလိုအသေးမွားလေးတွေကိုကအစားတခြား view တစ်ဆိုင်ပြင်ဆင်လိုက်တာကမင်း outfit ကိုလုံးဝ premium ဆန်သွားစေလိမ့်မယ် number 3 color combo အင်ကြီးတဲ့အကြောင်းကမင်းဝတ်ဆင်ထားတဲ့ outfit ခုလုံးရဲ့ပုံမှန်တွေ့ပြီးကိုလုံးဝပြောင်းလဲပြနိုင်စွမ်းရှိရဲ့ရိုးရှင်းဈေးပေါ်တဲ့ office အစုံဖြစ်နေအောင်မှာမှန်ကန်တဲ့ color ရွေးချယ်ပြီးဝတ်ဆင်ထားမယ်ဆိုရင်တော့မင်းရဲ့ outfit ကိုဈေးကြီး expensive look မျိုးကိုပေါက်နေစေလိမ့်မယ်ဘယ်တော့မှဆိုဝတ်လိုက်ရင်ကောင်းနေစေမယ်အကောင်းဆုံးရောင်လေးရတော့မီးခိုးရောင်မီးခိုးချင်းရောင်အပြာချင်းရောင်ညိုရောင်နဲ့အနက်ရောင်တို့ပဲဖြစ်တဲ့ဒီရောင်လေးကမင်းရဲ့ပုံစံကိုတက်ရနဲ့တည်ငြိမ်ပြီးတော့ကိုယုံကြည်မှုရှိတဲ့ခန်းစားချက်မျိုးကိုပေးစွမ်းနိုင်ပါတယ်အနက်ရောင်ကတော့နှော့ရဲ့အကြိုက်ဆုံးရောင်ပါသူ
သူကလူတိုင်းရဲ့ live ဖတ်ပြီးတော့ပြင်သွားတဲ့အခါမျိုးမှာ casual outfit အနေနဲ့ဝတ်ဆင်လို့ရတယ်လို့ပွဲတက်တဲ့အခါမျိုးတွေမှာလည်း formal outfit အနေနဲ့ပါတွဲဖက်ဝတ်ဆင်လို့ရနိုင်တယ်အဲ့ဒါဆိုအခုဒီအရောင်တွေကိုစနစ်တကျဘယ်လိုတွဲဖက်ဝတ်ဆင်ရမလဲဆိုတာကိုဆက်ပြောကြရအောင်ဒီနေရာမှာအရောင်3ရောင်စီမင်း3 color rule မှတ်ထားပေးပါဝတ်စားဝတ်ဆင်တဲ့အခါတစ်ခါဝင်အရောင်3ရောင်ထပ်ပို့ပြီးတော့မသုံးပါနဲ့ဥပမာအားဖြင့် t-shirt အဖြူဂျင်းမောင်းမီအပြာနဲ့ရှူးဖက်အနက်ဒီလိုအရောင်3ရောင်တွေကိုပဲသုံးပြီးဝတ်ဆင်လိုက်တဲ့အခါမင်းရဲ့ပုံစံရိုးရှင်းတတ်မြန်ပြီးတော့တကယ်ကို style ကျတဲ့ vibe မျိုးပြည့်ရရှိနေစေမှာဖြစ်တယ်အရောင်တွေအများကြီးရောချက်ပြီးဝတ်ဆင်တာကမင်း outfit ကိုရှုပ်ခတ်သွားစေပြီးတော့ဖတ်လူရဲ့အမြင်မှာလည်းကြည်ရဆိုးသွားစေနိုင်ပါတယ်ဒါအပြင်မင်းနေတဲ့အရောင်တရောင်တွေကိုပဲအရင်နဲ့အမှုတွဲဖက်ဝတ်ဆင်ရတဲ့monochrome style မျိုးလဲစံဝတ်ကြည့်ဖို့အကြံပြုခြင်းပါတယ်အဲ့ဒါဘာကိုပြောတာလဲဆိုတော့ outfit တစ်ခုမှာအရောင်တရားနဲ့ခွဲထွက်လာတဲ့ color ကွဲတွေကိုပေါင်းပြီးဝတ်ဆင်တာပါဥပမာအားဖြင့်မိခိုးရရောင်ချင်းမောင်းမီကိုဂျာကက်နဲ့ရောင်နဲ့တွဲဝတ်တာမျိုးဒါမှမဟုတ်အဖျားရရောင်ချင်းမောင်းမီရှေ့ကိုအဖျားနုရောင်ရှက်အင်းနဲ့တွဲဖက်ဝတ်ဆင်တာမျိုးပေါ့ဒီလိုဝတ်ဆင်တာကမင်းရဲ့ရက်ကိုပိုရှဲပုံပေါက်စေပြီးတော့ပိုစတိုင်ကြကတတရက်နဲ့ smart ကြတဲ့ look မျိုးလည်းရရှိစေပါလိမ့်မယ်အဲ့ဒါကြောင့်မှတ်ထားပါမင်း outfit ကိုချားလို့ချက်ပိုပြီး premium ဆန်တဲ့ look မျိုးလိုချင်နေဆိုရင်တော့ရိုးရှင်းတဲ့အရောင်တွေကိုပဲရွေးချယ်ပါဒီအရောင်တွေအများကြီးရောချက်ပြီးဝတ်မနေပဲ2ရောင်နဲ့3ရောင်ကြာမှပဲပုံတည်ထားပြီးဝတ်ဆင်ပါပြီးတော့အမြဲတမ်းတန့်ပြန့်အောင်နေပါဒါမင်းရဲ့ outfit တွေကဘယ်လောက်ပဲရိုးရှင်းနေပါစေတန်မိုးကြီးပြီးခန့်ညားရဲ့ပုံပေါက်သွားအောင်လုပ်နိုင်မယ်အကောင်းဆုံးနည်းလမ်းပါပဲ number 4ကိုပိုင် style ကိုရှောက်ပေးပါဝတ်စားစပြီးမဝယ်ခင်မှာမင်းရဲ့ကိုပိုင် style ဘာလဲဆိုတော့ရင်းနားလည်ဖို့လိုအပ်ပါတယ်ဘာလို့လဲဆိုတော့တကယ်အမှန်တရားမင်းကဘယ်လောက်ပဲစေကြီးရဲ့ဝတ်စားဝတ်ထားပါစေအဲ့ဒီဝတ်စားရဲ့မင်းပုံစံနဲ့ကန့်ညီမှုမရှိဘူးဆိုရင်တော့မင်းပုံမှာဘယ်တော့မှသဘောကျကျနဲ့ကြီးကောင်းနေမှာမဟုတ်ဘူးအဲ့ကြောင့်ဒီလိုစလုပ်ကြည့်ပါ Pinterest တွမ်းမို့ TikTok ကိုသွားပြီးတော့မင်းမျက်နှာနဲ့စိတ်ကိုဆွဲဆောင်နိုင်မယ် Office style ကိုအရင်သွားရှာကြည့်လိုက်ပါဒီ Office ဆိုရင်ငါပုံစံနဲ့လိုက်မှာပဲလို့မင်းကိုတွေးမိစေတဲ့ပုံတွေ video တွေရင်စိတ်ထားလိုက်ပါအဲ့ဒါထင်ရှားပေါ်တွေနဲ့ bold လိုမျိုးလည်းဖြစ်နိုင်တယ်လို့လမ်းဆန်းနဲ့ funky streetwear style ဆွဲဆောင်မှုရှိတဲ့ Star Point aesthetic style ခေါင်းမ 90s5 မျိုးပေးဆွဲနိုင်တဲ့ vintage Omani style မျိုးလည်းဖြစ်နိုင်ပါတယ်မင်းနေနေငယ်တော့ချိန်ပေးပြီးတော့မင်းတကယ်သဘောကျတဲ့အရာဘာလဲဆိုတော့တေချာလေးလာကြည့်ပါမင်းကခပ်ပေါ့ပေါ့ baggy outfit တွေကိုပိုကြိုက်တာလားဒါမှမဟုတ်ခန္ဓာကိုယ်နဲ့ fit ဖြစ်နေတဲ့ပုံစံတွေကိုပိုသဘောကျတာလားအယောင်တောက်တွေကိုကြိုက်တာလားအယောင်ရင်းတွေကိုပိုနှိမ့်သက်တာလားပေါ့ပေါ့ပါ casual ပုံစံမျိုးပဲဝတ်ချင်တာလားဒါမှမဟုတ်ပိုပြီး smart ကြတဲ့ formal outfit တွေကိုပဲဝတ်ချင်တာလားကိုယ့်ရဲ့ပုံစံကိုတခြားတီးသွားပြီဆိုရင်အဲ့ဒီပုံမှာအခြေခံပြီးတော့မင်းရဲ့ style ကြတဲ့ web video တစ်ခုကိုစတင်လေးဆောက်လို့ရပါပြီကိုယ့် style နဲ့ကိုက်ညီမဲ့ရိုးရှင်းတဲ့ဝတ်စားတွေကနေစပြီးတော့ပြင်ဆင်ပါဥပမာမင်းရဲ့ Star Point aesthetic ကိုပေါ်ကြရဲဆိုရင်အနက်ရောင်တွေငွေရောင်တွေ leather jacket တွေနဲ့ book nut တွေကိုရွေးချယ်ပါအကယ်၍မင်းရဲ့ Omani style ကိုကြိုက်တယ်ဆိုရင်တော့အရောင်ညွှတ်ခက်အေး natural color တွေအင်ကြီးထဲဝတ်တဲ့ပုံစံတွေနဲ့ဘောင်းမီခပ်ပေါ့တွေကိုစမ်းဝင်ကြည့်ပါပြီးတော့မင်းက funky streetwear style ကိုသဘောကျရဲဆိုရင်တော့ဂျင်းမောင်မီပေါ့ baggy jeans တွေ oversize t-shirt တွေနဲ့ sneaker တွေတက်ပတ်ဝတ်ဆင်ကြည့်ပါကိုယ့်ရဲ့ style ကိုတခြားနားလည်သွားတဲ့အခါဝတ်စားသွားဝယ်ရတာတကယ်ကိုလွယ်ကူသွားပါလိမ့်မယ်အဲ့ဒီအခါကျကိုနဲ့မလိုက်ဖက်တဲ့ outfit တွေကိုရန်တမ်းဝယ်ပြီးပတ်စံဖြုံးနေမိတဲ့အကျင့်လည်းပျောက်သွားပါလိမ့်မယ်မင်းဝယ်ဝတ်စားတိုင်းကမင်းရဲ့ personal လေးနဲ့လည်းကွက်တိဖြစ်နေမယ်ဒါကပဲမင်းကို style ကြောက်နေမကပဲနဲ့ကိုယုံကြည်မှုအပြည့်ရှိတဲ့ပုံစံမျိုးကိုဖြစ်စေရပါဘာလို့လဲဆိုတော့တကယ်စိုင်ကြရဲဆိုတာဟာခေတ်စီကြောင့်ချွတ်နေတာကိုလိုက်နေပြီးတော့သူများဝတ်တာလိုက်ဝတ်နိုင်မှာမဟုတ်ပါဘူးကိုယ့်ရဲ့ပုံစံမှန်တိုင်းကိုနဲ့လိုက်မဲ့ fashion တခုအကောင်းဆုံးရွေးချယ်ပြင်ဆင်ပြီးဝတ်တာအောင်မှတကယ်စိုင်ကြရဲလို့ခေါ်ရမှာပါ